အမေရေမိမရေသမီးဆိုးလေးရဲ့နင်တို့တွေဘယ်မှာလဲဟင်နင်တို့မရှိရင်ငါလည်းမရှင်ကျင်တော့ဘူးရှောင်းရရှောင်းရကဲပါဥပြရှောင်းရောက်ရှောင်းရောက်ရှောင်းရောက်ခြံတော့မင်းရွှွတွေထဲမှာဘာလို့ဒူးထောက်နေတာလဲမြင်မြန်ထနော်ရှောင်းရမိုးတွေကပိုးတန်လာလို့မင်းကြီးမပတ်သွားမှဆိုလို့လိုက်ရှာနေတာလမ်းမှာဝမ်ကျုံရဲ့အတွင်းရင်းမှုနဲ့တွေ့တော့မင်းဒီဘက်ကိုပြေးသွားတယ်ပြောလို့လိုက်လာတာခြံတော့ငါတို့အိမ်ကြီးမြေပြိုပြီးပြီးသွားပြီထင်တယ်အိမ်ကပြန်ဆောက်လို့ရတယ်မင်းဘာမှမဖြစ်ရင်ပြီးရပဲကဲပါငါဘာမှမဖြစ်ပါဘူးနောက်မှလူတွေကြည့်နေကြတဲ့ဟာအဲ့ဒီဘက်မှာတောင်ပြိုကျတဲ့နေရာကကျင်ကျူရွာရဲ့တခုလေးတော့ကားလမ်းပဲအခုတော့ပိတ်ဆို့သွားပြီအမေရေမိမရေသမီးဆိုးလေးရဲ့နင်တို့ဘယ်မှာလဲနင်တို့အတွက်နဲ့ငါလည်းမရှင်ကျင်တော့ဘူးရွာထဲကိုသွားတဲ့တခုလေးတော့လမ်းလဲပိတ်သွားပြီအခုလူတွေကိုကဲနိုင်တာငါတယောက်ပဲရှိတော့တယ်ရှောင်းရမင်းအတွင်းရင်းမှုနဲ့အတူကားပေါ်အရင်ပြန်ပြီးဘေးကင်းမဲ့နေရာမှာစောင့်နေလိုက်ဒါဆိုမင်းကကောငါလူသွားခဲ့မလို့မိုးတိတ်သွားပြီးဟိုင်သုံးချင်းလင်းယုံကြီးမင်းပင်ပန်းသွားပြီအဲ့ဒီမှာလူတယောက်ရှိတယ်ငါ့ကိုပတ်စံပေးအောက်မှာတယောက်ကငါလက်ကိုလာဆွဲထားတယ်မြန်မိုးလဲတိတ်တော့မယ်သူပြန်လာပြီငါတို့ရဲ့သူ့ရဲ့ကောင်းကြီးပြန်လာပြီဘာရက်ငေးနေတာလဲမြန်သွားကူကြလေသူကငါတို့မိသားစုတစုလုံးကိုကယ်ခဲ့တာသူသားမရှိရင်ငါသမီးလေးမြေပြီးတရားကျင်လှပြီးသူကငါတို့ရဲ့သူ့ရဲ့ကောင်းပဲနောက်ကျသွားပြီးငါတို့လာတာနောက်ကျသွားပြီးမြန်အဖွဲခွဲပြီးအင်ဂျီအလိုက်ရှာဖွေကယ်ဆယ်ရေးလုပ်ကြကဲနိုင်သမျှလူကုန်ကယ်ဆန်းမြန်ရဲဘော်တို့မလန်းကြနဲ့ရှာစရာမလိုတော့ဘူးရွာသားတွေအကုန်လုံးကွင်းပြင်ထဲမှာရှိနေကြတယ်အားလုံးတိတ်ဆုံးတန်ရာရစရင်ထွက်လာပြီလားရှိသေးလားလူကြီးလူငယ်အကုန်လုံးမြေအောက်ခန်းထဲမှာပြီးနေတဲ့သူတွေကအိမ်အောက်မှာမြုပ်နေတဲ့သူတွေကရွှွလွန်တွေတဲ့မျိုးပါသွားတဲ့သူတွေကတယောက်မှမကြံဘူးအားလုံးအသက်ရှင်တယ်မဖြစ်နိုင်တာဒီလောက်ကြီးတဲ့တောင်ပြိုမှုမျိုးကိုရွာကလူတွေအချင်းချင်းကယ်ဆယ်ရုံနဲ့အားလုံးအသက်ရှင်ဖို့မဖြစ်နိုင်ဘူးရွာသားတွေကယ်တာမဟုတ်ဘူးသူတယောက်တည်းငါတို့တရွာလုံးကိုကယ်ခဲ့တာသူတယောက်တည်းနဲ့ရွာလုံးကျုပ်ကိုကယ်ခဲ့တာသူကသူ့ရဲ့ကောင်းကြီးပြဘာတွေလဲဟာဘသူလဲစူညံလိုက်တာသူ့ရဲ့ကောင်းကြီးကမျက်စိတော်မမိတ်နိုင်ပဲတေသွားရရှာပြီသူ့ရဲ့ကောင်းကြီးကောင်းရသူကတိလာပါစေဗျာငါတို့လာတာနောက်ကျသွားတယ်ဘာတွေလာအော်နေတာလဲဘသူကတေပြီးပြောလဲသူအိတ်ပြုံနေတာဟာတညာလုံးအဆက်မပြတ်အလုပ်လုပ်ထားရတာတရေလောက်တော့အိတ်ပါရစေဦးဒီကအကိုကြီးဒါဘာလုပ်နေတာလဲဟင်ဘာမှမဟုတ်ပါဘူးနိုးလာရင်ပြီးတာပါပဲကယ်ဆယ်ရေးတတိယတက်ခွဲမှုကြောက်ရောင်ပါညီလေးမင်းနာမည်ဘယ်လိုခေါ်လဲခြံတုံးပါခြံတုံးညီလေးငါကယ်ဆယ်ရေးအဖွဲ့တစ်ခုလုံးကိုကိုစားပြုပြီးမင်းကိုကျေးဇူးတင်ပါတယ်မင်းသာမရှိရင်ငါတို့လာလဲအလောင်းမဲလာကောက်ရုံပဲရှိတော့မယ်မနေ့ကဒါဝူးတောင်မှာတောင်ပြိုမှုဖြစ်ပွားခဲ့ပြီးဒါဝူးရွာရဲ့တခုလေးသောလမ်းကြောင်းဟာမြေစာပြိုဆင်းမှုကြောင့်ပိတ်ဆို့သွားခဲ့ပါတယ်ရွာသားတွေပိတ်မိနေတဲ့အချိန်မှာပဲလူငယ်မှုဆိုတယောက်ဟာတကူတော်ကယ်ဆယ်ရေးလှုပ်ဆောင်ခဲ့ပြီးမြေစာတွေထဲကနေရွာသားတစ်ရွာ၈ယောက်လုံးကိုလက်ပလာနဲ့တူးဖော်ကယ်တင်ခဲ့ပါတယ်ဒီချန်တုံးဆိုတဲ့လူငယ်ဟာပြီးခဲ့တဲ့ရက်ပိုင်းကတောင်ပေါ်ကရတဲ့200ချီတက်တန်းရှိလင်းကြီးမှုနဲ့ထောင်စုနှစ်ချီတက်တန်းရှိထိုက်ဆွေကိုလေလံပွဲမှာရွံတက်တမ96တန်းနဲ့လေလံအောင်ခဲ့တဲ့အဲ့ဒီရုပ်ဝက်ဆန်းကျဲတဲ့မှုဆိုပဲဖြစ်ပါတယ်လူတရာ၈ယောက်ကိုလူတယောက်တည်းကကယ်ခဲ့တာလားအိုးလင်းကြီးမှုလည်းတူးတယ်ထိုက်ဆွေလည်းတူးတယ်အခုလည်းတရွာလုံးကိုကယ်ပြန်ပြီးဒါမှုဆိုလားဒါနက်ဖျားကြီးပြဂုံယူပါတဲ့ချန်လုံးကြီးလေးဒီလိုဂုံလူဆောင်စုမျိုးကငါတို့နိုင်ငံတစ်ခုလုံးမှာတောင်ရတဲ့သူလက်ချိုးရည်လို့ရတယ်ဒါပေမဲ့မင်းကိုပြောစရာတစ်ခုရှိသေးတယ်တောင်ပြိုပြီးတဲ့နောက်ငါတို့အဖွဲ့တောင်ပေါ်မှာရှာဖွေရေးလုပ်တော့ထူးဆန်းတာတချို့တွေ့ခဲ့ရတယ်ဘာထူးဆန်းတာလဲတောင်ထိပ်ဘက်မှာညဘက်ဆိုထူးဆန်းတဲ့အလင်းတန်းတွေခဏထွက်လာတယ်မကြခင်မှာတောင်ပြိုတာမျိုးထပ်ဖြစ်နိုင်ချေရှိတယ်ဒါငါဖုန်းနံပါတ်ပါကိစ္စမရှိရင်တောင်ပေါ်မတက်နဲ့ဦးတောင်ပေါ်ကအရန်အနေအများတဲ့အကူကြီးလိုတာရှိရင်ငါ့ကိုလှမ်းပြောလိုက်ချန်တော့ဒီအတန်ကတောင်ဆောင်နှက်မင်းကြီး